ဈေးသက်သာတဲ့ဟန်းဆက်အသုံးပြုသူတွေသတိထားရန်ဈေးသက်သာတဲ့ဟန်းဆက်တွေကိုအသုံးပြုခြင်းဖြင့်လိုင်းဆွဲအားကောင်းတာကိုပဲသိထားကြပြီးတော့အများစုကသူ့စီကပါလာမဲ့ဆိုးကျိုးအကျိုးဆက်ကိုသတိမထားမိပါဘူးအဲ့ဒီအကျိုးဆက်တွေထဲကနေကျန်းမာရေးထိခိုက်စေတာကတော့အဆိုးဆုံးပဲဖြစ်ပါတယ် SAR လို့ခေါ်တဲ့အချက်တစ်ခုပါအခြေကောက်ကတော့ Specific Absorption Rate လို့ခေါ်ပါတယ်ထပ်ပြီးရှင်းပြရရင် Power Absorbed per Mass of Tissue လို့ခေါ်ပါတယ် Tissue 1 kilogram စာပမာဏရှိတဲ့လူအသားတွေကိုဝတ်အားဘယ်လောက်ရှိတဲ့ radio ချိန်နှုန်းဒါမှမဟုတ် electromagnetic field ဘယ်လောက်ရှိသလဲဆိုတာကိုတွက်ချက်ခြင်းပဲဖြစ်ပါတယ်ကမ္ဘာစမတ်ဖုန်းနဲ့အခြား telecommunication ဆက်ပစ္စည်းထုတ်လုပ်မှုတိုင်းမှာဆိုရင် SAR rating အတွက်စောင့်ကြည့်လေ့လာတဲ့အဖွဲ့ကစီစဉ်ထားရပါတယ်မထားနိုင်ဘူးဆိုရင်တော့ SAR rating စံချိန်စံနှုန်းသတ်မှတ်ပေးတဲ့အဖွဲ့အစည်းထောက်ခံချက်ရရှိတဲ့ကုန်ကျန်းပစ္စည်းတွေကိုသာအသုံးပြုလို့စမတ်ဖုန်းများကိုထုတ်လုပ်ရပါတယ်တရုတ်ပြည်ကလာတဲ့ဈေးပေါတဲ့ဟန်းဆက်တွေသုံးတဲ့ကုန်ကျန်းတွေက SAR rating နဲ့ပတ်သက်လို့သေချာဖန်တီးဆောင်ရွက်မှုမရှိပါဘူးအားလုံးကိုဆိုလိုပါဘူးဈေးနှုန်းနဲ့ဖုန်းတွေကလုံးတွေဖြစ်ပါတယ်ကုန်ကျန်းပေါ်ပေါ်တင်တင်ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီးနောက်တစ်ရက်ဆိုတရုတ်တို့ကစင်တူလေးပါအတုဖန်တီးနိုင်ပါတယ်ဒါပေမဲ့လည်းအတွင်းကပစ္စည်းများအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့အာ